အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာထောင်ပိုင်ကြီးစိုးဝေရေးသားတဲ့ဝစ်ကျွေးကြမှာမလွတ်သားဆိုတဲ့ဝတ္ထုတူလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ခင်မောငါမှာလိုက်တဲ့ကွာရှင်းစာချုပ်ပါခဲ့လား။တေတံကြခံထားရတဲ့ကျိုးသမားလှဝန်းကဇနီးဖြစ်သူမက်ခင်မောအားကျိုးသမားထောင်ဝင်စာတွေ့နေချိန်တွင်အထက်ပါတိုင်းမေးမြန်းလိုက်ခြင်းဖြစ်တယ်။တို့ရတဲ့ခင်မောတယောက်တုတ်တုတ်မြမလှုပ်ပဲငုံငုံငငန်ကြီးသာတွေ့ပြီးကြည်နေလျက်အုတ်ခုံပေါ်မှာထိုင်နေတယ်။ရှင်ထဲမှာတော့ဝေခွဲမရနိုင်အောင်ဖြစ်လို့နေတယ်။ဟုတ်တယ်လေ။ဒီကိစ္စမျိုးဆိုတာစင်စင်စားစားချင်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 းလုပ်နိုင်ပါမှတန်ငါကြမယ်။သူကတော့သွေးဆူနေတော့မို့ထူထူပူပူလှုပ်ချင်ပေမဲ့မိမသားဖြစ်တဲ့ကိုမကအရာရာကိုချင်းချင်းစဉ်းစားနေခဲ့ရပြီ။တကယ်ဆိုလူတစ်ယောက်ရဲ့ကံကြမ္မာဆိုတာဘယ်သူမှကြိုးပြီးမြင်လို့ရနိုင်တာမှမဟုတ်ပဲ။ခုတောင်ကန်ဆက်စရာရဲ့ကျိုးဆွဲရမှာလောကလူသားအားလုံးကဟန်ချက်ညီညီလိုက်ကနေကြရတာမဟုတ်လားလောကဘဝဇက်ခုံပေါ်မှာကျင်လည်နေကြရတဲ့လူသားတွေအတွက်ငိုခွင့်ကြုံရင်ငိုလိုက်ရီခွင့်ကြုံရင်ရီခဲ့ကြရတာဓမ္မတာပဲလေဘဝရဲ့တစ်စစ်ချိုးကာလမှာအပြောင်းလဲဆိုတာကအများကြီးပြောင်းလဲနေခဲ့ကြတာမဟုတ်လားခုပဲကြည့်လေမိမိယောက်ျားကိုလာဝင်းခမဘလို့မှမထင်မှန်မမျော်လင့်ခဲ့တဲ့အဖြစ်ဆိုးကြီးကိုကြုံတွေ့နေခဲ့ရပြီလူနှစ်ယောက်စလုံးကိုဒေါသမထိန်သိမ့်နိုင်မေရဲရဲဆက်ဆက်တက်ပစ်ခဲ့မှတော့တေတံဆိုတဲ့တူသောကျိုးကိုပြန်ခံနေရပြီလေမိမိကိုမိမိတောင်ဘလို့မှမယုံကြည်နိုင်ခဲ့ဘူးဒီလိုရက်ဆက်ရမ်းကားမှုကြီးကိုကျူးလွန်လိုက်မယ်လို့ဘယ်တော့မှမထင်ထားခဲ့ဘူးခုတော့ကိုယ်တိုင်လူတက်မှုကြီးကိုကျူးလွန်လာခဲ့လို့ကျိုးသမားတယောက်ဘဝနဲ့ထောင်နှန်းဆန်နေခဲ့ရပြီဒီလိုကျိုးသမားထောင်ဝင်စာဆိုတာကလေတာမန်ထောင်ကျအချင်းသားတွေလိုတပတ်2ရက်3ရက်တွေ့ဆုံနိုင်မှုအခွင့်အရေးမရှိပဲတလမှတစ်ချိန်သာတွေ့ခွင့်ရခဲ့တာလေအဲ့ဒီလိုခဲရခဲစစ်လာတွေ့နေရတာဘလောက်ရင်နာစရာကောင်းလိုက်တယ်လေအထဲကလူမပြောနဲ့အပြင်ကလူတောင်ရင်ထဲမှာမချီအောင်ခံစားနေရတာအားမငယ်ရအောင်သာကိုအားတင်းထားနေရပေမယ်အားကရော့ကျင်ချင်းဟုတ်တယ်လေကျိုးမိတ်ပေးခံရပြီဆိုကြတဲ့ကငွေကုန်ကြေးကြခံပြီးရှိစုမဲစုလေးပေါင်နှံရောင်းချလို့ရှင်းနေရှိရငှားပြီးအယူခံစစ်လိုက်ခဲ့ရတာလေအမောပဲအမှုကဘလို့မှရှော့ပေါ့စဉ်းစားလို့မရနိုင်လောက်အောင်အမှုကလေပြင်းမှာဆင်သွားသလိုထင်းထင်းပေါ်ပေါ်ဖြစ်နေတော့အယူခံတဆင့်ရှုံးငယ်ပြန်တယ်ဟိုတစ်ဘက်ကရှင်းနေကြီးကတော့ပြောပါတယ်ဘာမှစိတ်မပူနဲ့စောရကမှုတင်သွင်းပြီးရင်နိုင်မှာပါတယ်လေခေမုံတို့ကတော့ယုံကျင်ပါဘူးရှင်ရဲ့လူလဲအမှုနိုင်မလားမျောလင်းချက်နဲ့ပုံရောလိုက်နေခဲ့ရကဖြူကပြာကကြနေပြီလေအစာကလေးကအမှုမနိုင်လို့ပဲထောင်ကျနေရကတေတံအမိန့်တော်ကြခံရပြီးပြီဒါကိုအမှုကဂွဲလုံးကျွတ်လွတ်နိုင်မဲဆိုတာဟုတ်နိုင်ပါမလားရှင်ရှင်းနေကြီးကတော့ရှေ့ဆက်တက်လေရှင်းနေကလည်းမျိုးမျိုးမြက်မြက်ရနေတော့ဘယ်လက်လွတ်ချင်မှမလဲရှင်းနေကြီးရဲ့အားပေးစကားတွေကကောင်းပေမဲ့ခင်မော်ကတော့ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုအခြေအနေရောက်နေမှခံမှန်းမိပါတယ်အထဲကလူစိတ်အားငယ်နေမှစိုးလို့သာအမှုကစောတကတက်ရင်နိုင်မှာပါလို့ဆိုပေမဲ့အမှုပေါ်လွင်နေတော့ဘလို့မှအယူခံမနိုင်မှန်းသိနိုင်ပါတယ်ဟုတ်တယ်လေသူကလည်းပဲသူများတကာတွေရဲ့အသက်ကိုဖက်ရွက်လောက်မှတန်မိုးမထားပဲကြက်ကလေးငှက်ကလေးတွေတက်တယ်လို့ရဲရဲဆက်ဆက်တက်ပြစ်မိမှတော့ဒင်းကန်ခံပေရော့ပေါ့အမှန်တော့လူတွေဟာလောဘဒေါသမောဟဆိုတဲ့ကံတရားတွေကြောင့်မမားတဲ့အမားကိုကျူးလွန်ခဲ့ကြတာများတယ်ခုလည်းကြည့်လေဘာမဟုတ်တဲ့ထောင်ကျော်တန်ကက်ဆက်တစ်လုံးကြောင့်စကားများပြီးခက်ရန်ဖြစ်ပွားခဲ့ကြရာကကက်ဆက်လာဝဲသူ2ယောက်ကိုဓာတ်နဲ့ထိုးတက်ပစ်ခဲ့တာသူမလုံးမဲနေမလားတိတ်လွန်တာပေါ့ရှင်အသက်ခံရသူတွေရဲ့မိသားစုတွေဘက်ကကောဘလောက်ဝမ်းနဲ့ပူဆွေးတောကရောက်နေမလဲလို့ကိုချင်းစာကြည့်ပေါ့မိသားစုဘဝတွေပြိုကွဲပြီးဒုက္ခတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရမှာမလွဲအေးကံပါပဲဒါကြောင့်အမှုကရှင်းရှင်းလင်းလင်းကြီးဖြစ်နေတာကိုသူလည်းသိတယ်သလောက်သိနေမှာပါဒီလိုအခြေအနေမကောင်းမှန်းသိနေခဲ့လို့လေဟိုလာကထောင်ဝင်စာလာတွေ့တော့ဒီကွာရှင်းစာချုပ်ယူလာခဲ့ဖို့မှားကြားနေတာပေါ့သူစိတ်ချမ်းသာပါစေ
အသေးဖြောင်းပါစီတော့ရဲ့လို့ရှင်းနေကြီးနဲ့တိုင်ပင်ဆွေးနွေးပြီးကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့ယူလာခဲ့ရတယ်ဟဲ့ခင်မောငါမေးနေတာကြာလာပြီဘာတွေတွေးပြီးငင်းနေတာလဲဘယ်မလဲစာချုပ်ထောင်ဝင်စာယုံလေးတွေကတန်စကားချားနေတဲ့နောက်ကနေရုတ်တရက်အော်ငေါပြောလိုက်တဲ့ကြောင့်မက်ခင်မောအတွေးရင်ကြောမှာမျောနေမိရာကတတိယလန့်ဖြတ်သွားတယ်ရောင်ရောင်မမနဲ့ပဲလက်ထဲကကင်ထားတဲ့ကြွကြွအိတ်ကလေးတွေကစာချုပ်လေးကိုဆွဲထုတ်ယူလိုက်ပြီးဟောဒီမှာပါပါတယ်ရှင်ရဲ့ကျမကလည်းပေးမလို့ပါပေးတဲ့မပေးတဲ့ချင်းချင်းစဉ်းစားနေမိလို့ပါဘာဖြစ်လို့မပေးတဲ့ရမှာလဲငါချီနေကိုငါသိပါတယ်ဒါလောက်အယူခံအစစ်စစ်ဝင်လို့မှမနိုင်တာစက်တိုင်တက်ဖို့ပဲရှိတော့တယ်ငါနေတော့သားမီးကိုငါမရှိတော့တဲ့နောက်မှာစိတ်ချလက်ချနေနေအောင်စီစဉ်ပေးခဲ့ခြင်းလို့ပါနေကငါသိချစ်ပါတယ်ငါ့ကိုခွင့်လွှတ်ပေးပါနော်မဟုတ်တာကိုလှဝင်းရဲ့စစ်စစ်စားစားလဲလုပ်ပါအောင်တော့ကြအယူခံနိုင်သွားခဲ့ဘယ်နဲ့လုပ်ကြမလဲရှင်ရတစောက်ကန်းလုပ်ခဲ့လို့လဲမှားလာခဲ့ပြီးပြီဒါကိုတော့ခေါင်းရည်ထားစဉ်းစားစီခြင်းပါတယ်မက်ခင်မွန်ကတော့လှဝင်းနားလေသဘောပေါက်အောင်ရှည်လျားစွာရှင်းလင်းပြောဆိုဖြောင်းပြခဲ့ပေမယ့်လှဝင်းကတော့ခေါင်းမသူတစောက်ကန်းပြီးဇွတ်တရွတ်လုပ်ဖို့သာဆုံးဖြတ်ထားဟန်တူတယ်။ဟိုးဘာပဲဖြစ်ဖြစ်ငါလိုမျောလင်းချက်မဲ့နေတဲ့လူအဖို့မျောလင်းချက်ရောင်ကြီးပေါ်လာမှာမဟုတ်ဘူး။ပေးစမ်းမှာနိစာချုပ်ငါကိုယ်တိုင်သဘောတူကြည့်ပြီးစွာလက်မှတ်ရေးထိုးပေးပါမယ်။ဒါနဲ့ငါသမီးလေးကောမပါလာဘူးလား။နေမကောင်းလို့လား။မဟုတ်ပါဘူးနေကောင်းပါတယ်။ကျမရင်ထဲမှာစိတ်မကောင်းလို့ရှင်နဲ့လည်းအေးအေးဆေးဆေးတိုင်ပင်ဆွေးနွေးလို့ရအောင်လို့သူ့ဘွားရင်နဲ့ထိန်ခိုင်းထားခဲ့တယ်။အေးကောင်းပါတယ်။သမီးလေးကိုတော့ဂရုစိုက်ပါနော်။ငါတကယ်လို့တခုခုဖြစ်သွားခဲ့ရင်လေငါတို့သမီးလေးကိုဂရုစိုက်စောင့်ရှောက်ပါကွာ။ပထွေးလက်မှာငါသမီးလေးမျက်နှာမငယ်စေခြင်းဘူး။ကျိုးသမားလှဝင်းခမညာမိမိဤရင်တွေသမီးလေးအတွက်စိတ်မချနိုင်အောင်နောက်ဆန်တင်းနေရှာတယ်။မိမိရင်နဲ့အမျှချစ်ခဲ့သောသမီးလေးကိုအနာဂတ်မှာထွန်းပေါက်စေခြင်းနဲ့ခုထောင်ထဲရောက်နေခဲ့တဲ့အချိန်မှာတော့တနစ်အရွယ်ပဲရှိသေးတာဒီသမီးလေးကိုခင်မွန်ကိုဝင်လွှဲထားပြီး9 လလောက်ပဲရှိသေးချိန်မှာယခုအမှုခင်းဖြစ်လာတယ်ယခုကျိုးသမားဘဝနဲ့ကျိုးတိုက်ခန်းနဲ့ရောက်နေခဲ့တာအယူခံစစ်စစ်ကိုစောင့်မျှော်ရင်2 နှစ်ကျော်လာပြီမိမိအမှုကိုအယူခံဝင်ခဲ့တာဘဟုမှာရှုံးသွားခဲ့ပါပြီဒီတော့စောရကမှုဆက်တက်ရင်နိုင်မှာပါလို့ရှင်းနေကြီးကအားပေးနေပေမဲ့ကို့အခြေအနေကိုအတိဆုံးမို့လဲထက်တက်ပြီးအယူခံဝင်မနေတော့ဘူးမြင်မြန်သာကြိုးပေးပြီးမြင်မြန်သာတေးလိုက်ခြင်းတယ်လောကမှာစောင့်ရတဲ့ဒုက္ခလောက်ကြီးမားတာစိတ်အပြည့်ဆုံးရာဖြစ်နေတယ်စောစောပိုင်းထောင်ထဲဝင်လာချိန်မှာတော့ကျိုးတိုက်ခန်းထဲမှာငါလိုဘဝတူကျိုးသမားတွေရှိနေသေးပါလားဆိုပြီးအားတက်လာခဲ့မိတယ်ဒါပေမဲ့ဟိုအပတ်ကများအောင်တင်ဆိုတဲ့ကျိုးသမားအယူခံစစ်စစ်တင်လို့ရှုံးပြီးနိုင်ငံတော်သမ္မတစီအတနာခံစာတင်နဲ့နောက်ဆုံးအဆင့်မှာလည်းရှုံးသွားခဲ့တာကြောင့်ကျိုးစင်ပေါ်မှာကြိုးပေးကွက်မြက်ခံလိုက်ရတယ်။အဲ့ဒီသတင်းဟာကျိုးတိုက်ခန်းထဲမှာပြန့်နှံ့သွားခဲ့တာကြောင့်ကြံကျိုးသမားအားလုံးလိုအားငယ်ကြောက်ရွံ့စိတ်တွေစိုးမိုးလာပြီးနေရထိုင်ရတာကြီးလန့်စာစားအခြေအနေမျိုးဖြစ်ပေါ်ခံစားနေရတယ်။ဟုတ်တယ်လေကျိုးသမားတွေဆိုတာတေမိတ်ကြပြီးသားလူတွေမဟုတ်လား။ကြက်ချင်းတောင်းတွေကကြက်တွေလိုပဲအချိန်မရွေးထုတ်တက်လို့ရနိုင်တာပဲသို့တော်လည်းအယူခံဆိုတဲ့ကာလစည်းကမ်းတက်တစ်ခုပိုင်းခြားထားလို့သာမျော်တလင်းလင်းနဲ့တက်ရှင်နေကြရတာဒါကြောင့်မို့လာမဲ့ဘေးကိုပြေးတွေ့လိုက်တာကမှစောစောကိစ္စပြက်ပြီးဇက်သိမ်းသွားလို့ရအောင်မယ်ခုတော့ငါအလှဲ့ဘဲနေလဲဆိုတာကိုရင်တပိုးပိုးနဲ့စောင့်စားနေရတာဘလောက်ရင်မောစရာကောင်းလဲဒီဒုက္ခဝဆင်းရဲကြီးဘဝကကျွတ်လွတ်ခြင်းပြီတန်ရောစင်ကျိုးတွေအားလုံးဖြတ်တောက်ပစ်ခဲ့ပြီးမိမိတမလွန်မှာဘဝကူးကောင်းအောင်တရားဘာဝနာကိုစိတ်ချလက်ချလုပ်ဖို့စိတ်ကူးရလာတယ်။ဒါကြောင့်ခင်မွန်ဟိုးအပတ်ထောင်ဝင်စာလာတွေ့ကြတဲ့ကကွာရှင်းစာချုပ်ပါယူလာခဲ့ဖို့မှားလိုက်တယ်။ခင်မွန်ယူလာတဲ့စာချုပ်ပေါ်မှာမိမိလက်မှတ်ထိုးပေးရမယ့်နေရာမှာလက်မှတ်ထိုးလိုက်တယ်။ကျိုးသမားတွေကိုထောင်ဝင်စာပြပေးနေတယ်။ကျိုးတိုက်တောင်းဝန်ခံထောင်မှုကိုကွာရှင်းစာချုပ်ကိုတရားဝင်သွားအောင်ကျွန်ုပ်ရှိတွင်လက်မှတ်ရေးထိုးပါသည်လို့ရေးပြီးမှအတိတ်သက်သေလက်မှတ်ရေးထိုးခိုင်းခဲ့တယ်။ဒီအချိန်မှာပဲအချိန်စစ်ခေါင်းလောင်းထိုးတံပေါ်ထွက်လာခဲ့တာကြောင့်တန်စကားဘေးအပေါက်ကကွာရှင်းစာချုပ်ကိုပေးရပြီးခင်မော့ပေါ်တ
တန်ရောစင်ဖြတ်လို့ပြန်လာခဲ့တယ်။ဟေးငါတို့သူရဲကောင်းကြီးပြန်လာပြီကွာ။ကျိုးသမားချင်းချင်းအခန်းမျက်နှာချင်းဆိုင်ကနေလှဝင်ထောင်ဝင်စာတွေ့ပြီးပြန်လာနေချိန်မှာအော်ဟစ်အော်ပါပေးနေကြတယ်။အခန်းတွေရှိကနေဖြတ်ပြန်လာမှာဟိုမဒီမှအော်ဟစ်နှုတ်ဆက်လိုက်တဲ့ကြောင့်ကျိုးတိုက်ခန်းလေးထဲမှာစူစူညံညံမြည်ဟီးသွားလေတယ်။ကျိုးသမားလှဝင်တယောက်သူ့ရဲ့အခြေအနေပေါ်စိတ်မချနိုင်သောကြောင့်ဒီအပတ်ထောင်ဝင်စာလာတွေ့လင်မိမဖြစ်သူမခင်မွန်အားကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးလိုက်မည်ဖြစ်ကြောင်းပြောပြနေ၍ကျိုးသမားအားလုံးလိုလှဝင်းဤလှုပ်ဆောင်ချက်ပေါ်ဝိုင်းဝန်းထောက်ခံနေကြခြင်းဖြစ်ပါတယ်။ဒါကြောင့်လေ၎င်းထောင်ဝင်စာသွားတွေ့ပြီးကိစ္စဝိစ္စတွေအပိသက်ဆောင်ရွက်ခဲ့ပြီးကြောင်းလက်မထောင်သည့်အမှတ်သားကိုလှုပ်ပြနေခြင်းကြောင့်ဝိုင်းဝန်းအော်ဟစ်အားပေးနေခြင်းဖြစ်တယ်။ဤသို့မိတ်ဆွေပေါင်းသင်းများရဲ့ထောက်ခံအားပေးမှုကိုခံရပြီးပါလာသောစားစရာအနှင်းငယ်စီလိုက်လံဝင်းကပေးနေခဲ့လေတယ်။အခုလိုထောင်ထဲမှာတေပေါ်တေဘက်ချင်းရိုင်းပေးကူညီကမသေးခင်ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်ရှိနေကြတယ်။မိမိတို့ကြုံတွေ့ရင်ဆိုင်ရမယ်ဒုက္ခဆိုးကြီးကိုခိတ္တခဏမေ့ထားကြသလိုဖြစ်နေတယ်။မောင်ရဲ့တတိကိုချီးကျူးပါတယ်။ဟုတ်တယ်။ကျိုးတို့လိုမရေရာတဲ့ကျိုးသမားဘဝနဲ့လောကကြီးမှာတက်ရှင်နေခဲ့ရသူဖို့အပြင်အလူတွေကလည်းပြန်လဲအသက်ရှင်လိမ့်နိုးနိုးနဲ့မရေမရစောင့်မျှော်နေကြမဲ့စားခုလိုစိတ်ကိုပိုင်ပိုင်နဲ့ဆုံးဖြတ်ပြီးလှုပ်တင်လှုပ်ထိုက်တာကိုရဲရဲဝံ့လှုပ်ပြသွားတာအားလုံးတို့အကောင်းဆုံးမို့ခမရဲ့တတိကိုလေးစားပါတယ်မျက်နှာချင်းဆိုင်ကျိုးတိုင်ခန်းထဲမှာကျိုးသမားလှအောင်ဤအားပေးတံကိုလှဝင်းတယောက်မချီပြုံးလေးဖြင့်ပြန်လဲတုံ့ပြန်ပြီးပြုံးပြနေုံကလွဲလို့ဘာမှပြန်မပြောနိုင်ပေအထူးသဖြင့်ရင်ထဲမှာသူ့သမီးလေးကိုတိတ်တရိယာလွမ်းနေမိတယ်ဘာမှမသိနားမလည်နိုင်ရှာသေးတယ်သမီးလေးကိုခွဲခွာသွားရမှာရင်ထဲဘလို့မှဖြည်ဖြည်လို့မရနိုင်ပြီယူကျုံမရဖြစ်နေတဲ့စိတ်ကိုကျိမ့်မိတ်မျိုးသိပ်ခံစားရင်အရွယ်ရောက်လာချိန်မှာမိမိဖခင်ဘသူဘဝရဲ့လို့လက်စုပ်လက်ကင်မပြနိုင်မဲ့သမီးလေးရဲ့အဖြစ်ဆိုးတွင်ရေရေးကြိုတွေးမိပြီးရင်ကျိုးမတက်ခံစားနေခဲ့ရတယ်။ဘာပဲဖြစ်ဖြစ်လေအတိတ်ကကုသိုလ်ကံဆိုးခဲ့တာကြောင့်ခုလိုသားတကွဲမရတကွဲနေခဲ့ကြရတာပဲလေ။ဒါကြောင့်ဖြစ်ပျက်ခဲ့သမျှကံကြမ္မာကိုအရှုံးပေးရုံကလွဲလို့ဘာများတတ်နိုင်ပါမလဲလေ။မိမိတောကတွေကိုဖြေဖြောင်းနိုင်ဖို့ခေါင်းခုအိတ်တဲ့ဘေးကစိတ်ပတိလေးကိုစိတ်ပြီးအနန္တောနန္ဒ၅ပါးကိုမေတ္တာပို့လို့ပရိစိတ်နေခဲ့မိတယ်။ပရိစိတ်မေတ္တာပို့ပြီးသွားချိန်မှာပဲမက်ခင်မွန်ထောင်ဝင်စာထုတ်ထဲမှာထည့်ပေးလိုက်တဲ့နွားဆေးဘောလိပ်စည်းတွေကတလိပ်ကိုထုတ်ပြီးမင်းကြီးဖွာဆိုင်နေလေတယ်။မိမိလိုဖျားတရားလိုက်စားလာခဲ့သူတယောက်ကတရင်ကအချိန်တိုလေးတွင်မှာရုတ်တရက်ဒေါသပေါက်ကွဲဖြစ်ပေါ်သွားခဲ့ရပြီးဒေါသအလျောက်လူနှစ်ယောက်ကိုတတ်ခဲ့မိသည့်အထိသတိကင်းလွတ်သွားခဲ့တယ်။လက်ထဲမှာတိုးနေပြီဖြစ်တယ်။နွားဆေးဘောလိပ်လေးကိုရှိုက်ကဖွာလိုက်ပြီးမိခိုးတွေကိုတဖြည်းဖြည်းမှုတ်ထုတ်လိုက်တယ်။ကိုပြစ်လေးပေါ်မှာကြောဆန်လဲရင်တိုက်ခန်းနေရန်ပေါ်စီတလိမ့်လိမ့်တက်သွားနေတဲ့မိခိုးလုံးများကိုအတိတ်ပဲမငေးကြည့်နေမိတယ်။ထိုမှတစ်ဆက်တည်းမိမိအမှုခင်းကျူးလွန်လာခဲ့သောအဖြစ်ပြက်များကပိတ်ကားပေါ်တွင်ရုပ်ရှင်ရိုက်ပြနေသလိုပဲတရေရေပေါ်လာနေရမှတင်းတင်းလင်းလင်းကွင်းကွင်းကွက်ကွက်ထင်းမြင်လာနေတော့တယ်။ဒီမှာနောက်ကြီးခမရတို့ဆိုင်ကရောင်းလိုက်တဲ့ကက်ဆက်ကြီးကအဟောင်းကြီးပဲဗျ။ပလတ်စတစ်အုပ်ထားတော့တကယ် brand new လို့ထင်မှတ်ပြီးဝယ်သွားခဲ့မိတယ်။ဟာဘယ်ကအဟောင်းကြီးရမှာလဲကွာအမှန်ကန်ပစ္စည်းပဲရောင်းတာပါကွာအဟောင်းဆိုဒီဈေးပဲရှိပါမလဲဟဲဒါကြောင့်ပြောနေတာပေါ့ဗျကျုပ်တို့ကအစ်စ်မှတ်လို့အစ်စ်ဈေးပေးပြီးဝယ်ယူခဲ့မိတာခုတော့စကန်ဟန်ကြီးပလတ်စတစ်အုပ်ပြီးညာရောင်းလိုက်တာလွန်တာပေါ့ဗျာအထက်ပါတိုင်းစိန်ညွှန်းဈေးတဲ့ရှိကက်ဆက်ရောင်းသည့်ဆိုင်တန်းဝယ်ကက်ဆက်များကိုစိုင်းတင်ရောင်းချနေသောလှဝင်းနှင့်ကက်ဆက်လာဝယ်သူနှစ်ယောက်အချီကျစကားညင်းခုံပြောဆိုနေကြတယ်လှဝင်းသည်အမှန်တော့ဈေးကြိုလုပ်ပြီးကက်ဆက်ဝယ်မဲ့သူတနည်းအားဖြင့်အချင်းများကိုစီယုံသိမ်းသွင်းလာပြီးကက်ဆက်ရောင်းတဲ့အတိဆိုင်ဆွဲခေါ်လာကရောင်းချပေးနေသောပွဲစားတစ်ယောက်ဖြစ်တယ်။ခုလိုအချင်းမိရင်မိသလိုကရုံးပေါ်ထိတ်ကွက်လှုပ်ရှားနေကြမို့ဈေးတန်းနဲ့ဝယ်လဲသူစားစရန်လှုပ်ရှားနေခြင်းဖြစ်တယ်။ဒီလောကမှာကခုလိုအစ်စ်ကိုညွန်ပြပြီးအဟောင်းအားတထရာတဲ့တူအောင်ပလတ်စတစ်အုပ်ထားကပါကင်လုံရောင်းနေခြင်းဖြစ်တယ်။မိမိဆိုင်ကစက်ကူဘူးတဲ့အထက်မှာအဟောင်းကိုထည့်ပေးခြင်းဖြစ်တယ်။ဒါကြောင့်ဈေးကြီးပေးဝယ်ယူပြီးကမှအဟောင်းကြီးကိုလက်ဝယ်ပိုက်မိသောအခါဈေးဝယ်လာသူများက
မခံမရက်နိုင်သဖြင့်လာရောက်ပြောဆိုနေခြင်းဖြစ်ပါတယ်။ဒီလိုမလိမ့်တပတ်လှည့်ကွက်တွေနဲ့လာဝင်းတို့ကပစ္စည်းကိုအစ်စ်ဗန်းပြပြီးအဟောင်းနဲ့ချင်းပြောင်းလို့ရောင်းစားနေကြဖြစ်တယ်။စိန်ကျုံးစည်းထဲမှာဘလို့လှည့်ကွက်များသုံးပြီးတောနယ်မှတက်လာသောအချင်းများကိုလိမ့်လေရောင်းချလေရှိတယ်။ဤကဲ့သို့ဈေးဝယ်သွားသူကမကြေမနက်ဖြစ်ပြီးမကြေမလဲဖြစ်လာရင်လည်းအစ်စ်နဲ့အဟောင်းဈေးကိုပြန်ထက်လေပြီးငွေထက်တိုးတောင်းကနှစ်ပင်လေးဇလန်ခင်းကြပြန်တယ်။ဟာအလားငွေတော့ကျုပ်တို့ပြန်ပေးနိုင်တယ်။မရရင်လည်းကျုပ်တို့ငွေပြန်ပေးပြမယူတော့ဘူး။ဒီလိုငွေပြန်ပေးလို့တော့ဘယ်ဖြစ်ပါမလဲကွာ။မင်းတို့တနာလို့ဒီလုံးမကြိုက်နောက်တစ်လုံးရွေးယူသွားလေ။ဘာထူးမှလဲဗျ။ခမည်းတော်ကကက်ဆက်အစ်စ်တွေဘန်းပြပြီးစကန်ဟန်းတွေကိုအစ်စ်နဲ့ရောပြီးညာရောင်းနေကြတာပဲ။ဘာမှပစ္စည်းမှန်ရပါမလဲ။ဟဲ့အောင်မင်းဘာစကားပြောရလဲ။ငါစေတနာနဲ့ပြောနေတာမကြေနဲ့မယူချင်သွားကွာ။မင်းတို့ဘာသာကြေနဲ့ခဲ့လို့လေအယောင်းဝယ်ဖြစ်ပြီးသားဥစ္စာဘာမှပြန်လဲမပေးနိုင်ဘူး။မလို့ချင်းခမည်းကျုပ်တို့ငွေပြန်ပေးမလားမပေးဘူးလား။မပေးနိုင်ဘူး။ဟောဒီလက်သီးပဲပေးမယ်ကဲကွာ။အရာရာစဉ်းစားညံမရှိပဲတစောက်ကန်းစိတ်ရှိသူပြီးလှဝင်းကလက်မြန်ချီမြန်ဖြစ်ကက်ဆက်ဝယ်သူကိုလက်သီးဖြစ်စာထိုးလိုက်တယ်။ဒါကိုလူငယ်နှစ်ဦးကလည်းလူငယ်ပြီးမိုက်သွေးမိုက်ကုံလေးနဲ့လှဝင်းကိုနှစ်ယောက်ဝိုင်းထိုးကြတယ်။နှစ်ယောက်တစ်ယောက်ဖြစ်နေသောကြောင့်လှဝင်းမှာအလူးလဲခံလိုက်ရပြီးနှက်ခမ်းကွဲသွားတယ်။မိမိရဲ့တစွတ်ထိုးစိတ်များကသွေးဆူပွက်လာတယ်။လူငယ်တစ်ယောက်ရဲ့လက်သီးကျပ်မိသွားပြီးဆိုင်ပေါ်ပြိုလဲကျသွားစဉ်အိပ်ဖြတ်သောစတိဒပေါ်လက်ထောင်မိသွားသဖြင့်ဒေါသဆူပွက်နေသောကြောင့်ဓားကိုကောက်ခါလူငယ်ဝမ်းပိုက်စီပြစ်ထိုးလိုက်စဉ်အားဟူသောအော်ဒန်နကြီးမှာကက်ဆက်ဆိုင်တန်းဝင်ရိုးရိုးတဲတဲဖြစ်နေတဲ့နဲ့အတူစူးစူးဝါးဝါပေါ်ထွက်လာတယ်။လူငယ်တစ်ယောက်မှာမတင်မှတ်ပဲဓားချက်ဝင်သွားရမှသွေးများပန်းထွက်ကပုံလဲကျသွားတယ်။ကြံတစ်ယောက်မှာမိမိဖော်ဖြစ်သူ၏အခြေအနေကိုတွေးမြင်လိုက်ရသဖြင့်ကြောင်အားလန့်အားနောက်လှည့်ထွက်ပြေးသွားစဉ်လှောင်ဝင်းကအပြေးလိုက်ကခုံအုပ်လိုက်ပြီးဘိုက်ထဲကိုဓားချက်စင်းစင်ကဲထိုးသွင်းပစ်လိုက်လေတယ်။စရင်ချုပ်လိုက်တော့လူငယ်တစ်ယောက်မှာအခင်းဖြစ်နေရမှာပဲပွဲချင်းပြီးတေဆုံးသွားကနောက်တစ်ယောက်မှာလည်းဈေးရုံသို့ခေါ်ဆောင်သွားစဉ်လမ်းခုလက်မှာပဲအသက်ပြောက်သွားခဲ့လေတော့တယ်။ရင်းတို့ကက်ဆက်အယောင်းဝယ်မတည့်ရမှဒေါသပေါက်ကွဲကြကခိုင်ရန်ဖြစ်ပွားကြပြီးနောက်လူငယ်နှစ်ယောက်မှာတေဆုံးသွားတယ်။ရင်းလူတက်မှုနဲ့သက်ဆိုင်ရာရဲဖွဲ့မှလာဝင်းအားလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်။ထို့သောလူတက်မှုဖြစ်ပွားပြီးတရားရုံးမှာအမှုရင်ဆိုင်ဖြေရှင်းနေခဲ့ရတယ်။နောက်ဆုံးတရားရုံးမှနေ၍အမှုတော်မှုလာကိုစစ်ဆေးဆုံးဖြတ်ပြီးပြင်မှုဆိုင်ရာဥပဒေပုံမှ300နှင့်ခွင်းစာနှင့်ခွင်းပိတ်ဖြင့်တေတံကြခံစေရန်အမိန့်ချမှတ်ခဲ့တယ်။ဤကဲ့သို့မြို့နယ်တရားရုံးမှတေတံကြခံစေရန်အမိန့်ချမှတ်လိုက်ခြင်းကြောင့်အိတ်ဆောင်မှရုံးထွက်နေခဲ့ရမှတေတံပေးခဲ့ခြင်းကြောင့်ကျိုးလိုက်စီပြောင်းရွှေ့ခဲ့ရတယ်။မိမိဒေါသအမှားကြောင့်လူနှစ်ယောက်တေပွဲဝင်သွားရသောအခါမိမိကိုယ်တိုင်မှလည်းတူသောကျိုးပေးခေါ်မလားတေတံကြခံသွားရတာကြောင့်ကျိုးလိုက်ထဲဝယ်ကျိုးသမားဘဝဖြစ်တေမိန်ကိုစောင့်နေရတယ်။ကျိုးတိုက်ခန်းလေးထဲမှာတော့လှောင်ဝင်းတို့လိုကျိုးသမားများဖို့ထောင်ဝင်စာအဲ့တွေ့လာခြင်းမှပဲတိုက်ပြင်ပနေရာကိုမြင်ရတွေ့ရတယ်။နှုံမို့ဆိုကျိုးတိုက်ခန်းတွေကတိုက်ခန်းလေးထဲမှာပဲတဏီကုံတဏီကန်ထိုင်လိုက်ထလိုက်ရေတောက်လိုက်အိမ်သာတက်လိုက်နဲ့အချိန်ဖြုံးနေရတယ်။တကယ်တော့မိမိစိတ်ကိုမိမိပိုင်မိနိုင်ပြီဆိုပြီးတော့ဇနီးတဲ့မက်ခင်မုံကိုကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးလိုက်သည်မှာတနစ်သာကြော်သွားတယ်။ကျိုးမိန်တေတန်းကယခုတိုင်ရောက်မလာသေးပြီ။ဘဝတူကျိုးသမားများအရှို့အိမ်ကထောင်ဝင်စာအဲ့တွေ့သွားနေခဲ့ကြပေမဲ့မိမိကွာရှင်းစာချုပ်လက်မှတ်ထိုးပေးလိုက်ပြီးနောက်မက်ခင်မုံလည်းထောင်ဝင်စာလုံးဝလာမတွေ့တော့ပြီ။မိမိသမီးလေးကိုတော့တွေ့ချင်းမြင်ချင်းနေပေမဲ့စိတ်ဆန္ဒတွေကရင်မာဖြစ်တီလာနေတယ်။မိမိနဲ့မက်ခင်မုံကကွာရှင်းပြက်ဆဲသွားကြတာဆိုတော့ဘယ်လာတော့မလဲလေ။သို့တော်လည်းမိမိစိတ်ထဲမှာလာဆုံတွေ့စေခြင်းသောစိတ်ဆန္ဒများကမျော်လင့်ဆောင်စားနေမိတယ်။ထောင်ဝင်စာအဲ့တွေ့ပြန်လာကြသူများကိုငေးကြည့်ပြီးခုတော့မိမိကိုထောင်ဝင်စာလာတွေ့မိသူမရှိတော့ပါလားဆိုပြီးနောင်တကြိမ်ကြိမ်ရနေခဲ့တယ်။မိမိဇနီးတဲ့များထောင်ဝင်စာလာတွေ့သေးလားဟုမေးမြန်းရသည်မှာခါကားပဲ။ခုလိုမက်ခင်မမလာတော့ပေမဲ့ဒီနေ့မှာတော့ဝမ်းသာစရာသတင်းကောင်းတစ်ခုကိုတည်ဆောင်လာသူကကျိုးသမားထွန်းခိုင်ဆိုသူဖြစ်တယ်။၎င်း၏မိန်းမဒီအပတ်ကျိုးသမားထောင်ဝင်စာအဲ့တွေမှာပြောသွားသည်ကအားရစရာနိုင်ငံတော်က
လွတ်ငင်းချမ်းသာခွင့်အမိန့်ထွက်လာလိမ့်မယ်ဆိုတဲ့မျောလင်းချက်ရောင်ကြီးဟာကျိုးတိုက်လေးထဲမှာဟိမ့်ဟိမ့်ထသွားတယ်။အိုးဝမ်းသာလိုက်သည်ဖြစ်ချင်းဟုတ်ပါစေမှန်ပါစေဟူ၍သာကျိုးသမားများဝိုင်းစုတောင်းနေကြရတယ်။ဒီလိုမင်္ဂလာသတင်းကောင်းကိုကြားသိလိုက်ရတဲ့ကျိုးသမားအားလုံးဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအနည်းနဲ့အများတော့စိတ်ချမ်းသာစရာကောင်းသွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အကယ်၍ဒီသတင်းသာအတီးဖြစ်မယ်ဆိုရင်ကျိုးသမားအားလုံးတေတံကနေအသက်ဘေးကင်းလွတ်သွားခဲ့ပြီးတသက်တကြွပြစ်ဒဏ်ကိုပြောင်းလဲပြင်ဆင်သွားမှာကြောင့်ဖြစ်ပါတယ်။မိမိတို့အသက်တွေလောကကြီးမှာပြန်လည်ရှင်သန်ခွင့်ရလာမှာကိုအားလုံးကမျှော်လင့်တောင်းတနေခဲ့ကြတယ်။ကျိုးတိုက်ခန်းလေးထဲမှာတော့သတင်းကောင်းကိုတည်ဆောင်လာပေးတဲ့ကျိုးသမားထုံးကန်ကိုဝိုင်းဝန်းဩဘာပေးချီးကျူးနေလိုက်ကြတာစီစီညံလို့နေတော့တယ်။ထောင်ထဲမှာကြားလာရတဲ့ကောလာဟာလသတင်းဆိုတာမှန်ကန်တတ်ပါတယ်။ဒါကြောင့်လေကျိုးသမားအားလုံးရဲ့မျောလင့်ချက်ရောင်းကြီးနဲ့အားတက်ရွှင်လန်းနေကြတယ်။ဘယ်နေ့ကျိုးလိုက်ထဲကထွက်ကြရမလဲလို့မျောလင့်ဆောင်စားနေခဲ့ကြတယ်။ဒီလိုနဲ့9 လလောက်အကြာမှာပဲနှစ်သစ်ဦးကိုကြိုးဆိုတဲ့အထိမ်းအမှတ်ဖြင့်နိုင်ငံတော်ကလွတ်ငင်းချမ်းသာခွင့်အမှတ်နှစ်မြင့်ဆောင်80ထွက်ပေါ်လာခဲ့တော့တယ်။အဲ့ဒီအမိန့်စာအရလူသတ်မှုအလုံးကိုတေတံကြခံနေရမှတသက်တကြွပြစ်ဒဏ်နဲ့ထောင်ဒဏ်10နှစ်ပြောင်းလဲပြင်ဆင်ခဲ့တယ်။လှောင်ဝင်းတို့လိုကြိုးသမားများအဖို့ထီပေါက်တီထက်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရတယ်။ဘလို့ပဲဖြစ်ဖြစ်မိမိတို့အသက်တွေကိုကျိုးစင်ပေါ်မှာကျိုးပေးကွက်မြက်ခံရမည်ဘေးမှတီတီလေးလွတ်သွားခဲ့ကြတယ်။မကြာမီမှာပဲထောင်အာဏာပိုင်တွေအလုရှုပ်သွားခဲ့ကြတယ်။လွန်ငင်းချမ်းသာခွင့်နဲ့အကျုံးဝင်နေသူများကိုထောင်မှနေစီစစ်လှုပ်ပေးနေရသလိုမလွတ်မြောက်နိုင်သေးတဲ့ကျိုးသမားတွေကိုလည်းထောင်ဒဏ်ကိုပြောင်းလဲပြင်ဆင်လိုက်သဖြင့်ကျိုးတိုက်ထဲကချက်ချင်းထုတ်ပြီးအိတ်ဆောင်တွေစီပြောင်းဖို့ပေးခဲ့ကြရတယ်။ကျိုးသမားတစ်ဖြစ်လဲလာဝင်းတို့အဖွဲ့တွေဟာမွန်းကျက်လောင်ပိတ်ကန်ထားရတဲ့ကျိုးတိုက်ခန်းတွေကထွက်လာရလို့ပြင်ပလက်ဆက်တဲ့လေကိုအားရပါရရှူရှိုက်ခွင့်ရလာခဲ့ကြတော့တယ်။အခုဆိုလာဝင်းထောင်ထဲမှာနေခဲ့တာပဲ4 နှစ်နီးပါးရှိနေပြီဆိုတော့ပြင်ပအချုပ်ခံနေရတဲ့ရှော့ရက်နဲ့ထည့်တွက်လိုက်ရင်လွတ်မြောက်ဖို့2 နှစ်ဝန်းကျင်လောက်ပဲကျန်တော့တယ်။အိုး2 နှစ်ဆိုတာဘာကြာတာမှတ်လို့တေရွာကနေတော့မရေရာမတိကြပဲလွတ်မြောက်လာခဲ့ရပြီပဲ။ရှေ့ဆက်ကုသကံကောင်းစီမဲ့အတိတ်နမိတ်တွေပေါ်ထွန်းနေခဲ့ပြီ။မိမိဘဝမှာအသက်ရှင်လွတ်မြောက်နိုင်မှုကအဓိကပဲလေ။ဒါမှမိမိချစ်ရတဲ့သမီးလေးကိုမြင်ခွင့်တွေ့ခွင့်ကြုံရတော့မယ်။မိမိရဲ့မစဲစားမစင်ခြင်းပြုမှုခဲ့မိတဲ့တစောက်ကန်းစိတ်ကြောင့်ဇနီးတဲ့ကိုအပီးပိုင်ကွာရှင်းခွင့်ပေးခဲ့ပေမဲ့မိမိသွေးသားသမီးလေးပေါ်မှာတော့တန်ရောစင်အမြင့်တန်းလို့ရှိနေသေးပါပဲ။ခုနေများမိမိကွာရှင်းစာချုပ်လက်မှတ်ရေးထိုးပေးခဲ့လို့မက်ခင်မွန်တယောက်နောက်ရင်တို့များထူထောင်သွားခဲ့ပြီလားဆိုတဲ့အတွေးဝင်လာချိန်မှာတော့လှောင်ဝင်းရင်နဲ့လဲဟာလို့သွားခဲ့တော့တယ်။ခုလိုထောင်ကလွတ်မြောက်လာတဲ့ချိန်မှာမိသားစုတွေတစုတဝေးတဲ့ပေါင်းစည်းလို့ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းလေးတာယာဖြောင်ပြူးနေခဲ့ရင်ဘလောက်ကောင်းလိမ့်မလဲဆိုတဲ့အတွေးကပေါ်လာပြန်တယ်။ထောင်ထဲမှာသူများထောင်ကျနေတဲ့အကျဉ်းသားတွေကိုအပြင်ကမိသားစုတွေအဲ့တွေ့ထောင်ဝင်စာလာတွေ့နေတာကိုမျှော်ငေးပြီးထောင်ဝင်စာခေါ်တဲ့ထဲမှာမိမိနာမည်ပါမလားဆိုပြီးမေးလိုက်ရသည်မှလည်းဖန်တရားတည်နေပြီဘလို့ပဲမျှော်လင့်ဆောင်စားနေခဲ့ပေမဲ့ဇနီးတဲ့မက်ခင်မော်တယောက်မိမိအပေါ်တစ်စိမ့်ချိုးကမေသွားရက်လီပြီလားဆိုပြီးဝမ်းနဲ့အားငယ်နေခဲ့ရှာတယ်။သို့တော်လဲကံကြမ္မာကလှဝန်းဘက်မှာဖေးကူလှဲ့လာသည်ထင်ပါတယ်။မနေ့ကလွတ်လူစရင်ခေါ်တော့လှဝင်းလွတ်မဲ့ထဲပါလာတယ်။ဒါဆိုတညတာလွတ်နားဆောင်နေရင်နောက်တစ်နေ့မိုးလဲမှာကိုရင်တဖိုးဖိုးနဲ့စောင့်မျှော်နေရှာတယ်။ဟာလှဝင်းမင်းဘယ်တော့မှထောင်ကနေလွတ်လာတာလဲ။အေးဒီနေ့ပဲတငယ်ချင်းမင်းရောဘာလုပ်နေလဲ။ထုံးစံအတိုင်းရောင်းဝယ်ပဲပေါ့ကွာ။ဒါနဲ့မင်းခင်မွန်တို့သားမီးနဲ့တွေ့သေးလားကွာ။လှဝင်းဤအမေးစကားဆုံးမြင့်မောင်တယောက်ခေါင်းငိုက်ဆိုင်ကြကခက်မစိတ်လုပ်နေတယ်။ယခုလိုလောလောလတ်လတ်ထောင်ထဲကထွက်လာခဲ့သူကိုပြဿနာရံမီးပွားဖြစ်ထောင်ထဲကိုနောက်ထပ်တစ်ဖန်ပြန်မဝင်စေခြင်းပဲ။လှဝင်းဤအတွင်းစိတ်ကိုနားလေသဘောပေါက်နေသောမြင့်မောင်ကပြန်လဲရှင်းပြရမည်စကားရှာမရသလိုဖြစ်နေတယ်။သူနဲ့လှဝင်းကစိန်ကျွန်းစည်းထဲမှာလေပင်ဖက်ပြီးပေါင်းတင်လာခဲ့ကြသူများမို့စိတ်ဆက်ပြီး
တစောက်ကန်းစိတ်ရှိနေခဲ့တော့လှဝင်းအားပြောမပြနိုင်အောင်ဖြစ်နေတယ်။နောက်ဆုံးမှာတော့မင်းစိတ်အေးထားပြီးငါစကားကိုနားထောင်စေချင်တယ်။ဒါကလည်းသူ့မှာပြင်းမရှိပါဘူး။မင်းဖန်တီးပေးခဲ့တာပဲလေ။မင်းကတော့မင်းကိုမင်းတေလူပါဆိုပြီးပြည်ပုံးကားချဖို့လုပ်ခဲ့ပေမဲ့မင်းလက်မှတ်ထိုးပေးလိုက်တဲ့ကွာချင်းစာချုပ်ဟာသူ့ဘဝအတွက်လွတ်လပ်ခွင့်ကိုဖန်တီးပေးလိုက်တာပဲ။ဒီတော့သူ့ဘဝမှာလွတ်လွတ်လပ်လပ်ဖြစ်သွားချိန်မှာသူနောက်တစ်ယောက်နဲ့အိမ်အောင်ပြုတ်ခွင့်ရသွားခဲ့တယ်။ဘာအိမ်အောင်ပြုတ်သွားတယ်။ဟုတ်တယ်လားဝင်း။သူ့မှာသမီးကလေးရှိရေးကလည်းရှိသေးတော့အာကိုအာထာရှာရတော့တာပေါ့ကွာ။ဒါပေမဲ့ဘာဒါပေမဲ့လဲကွာ။ဟိုကွာငါသမီးလေးကိုတော့ငါပိုင်ဆိုင်ခွင့်ရှိတယ်လေကွာ။သူတို့ချင်းမြစ်တာများလို့ပေါင်းသိနေကြပေမဲ့ငါသမီးလေးကိုတော့ငါပြန်ခေါ်မှဖြစ်မယ်။ဟုတ်ပါတယ်လာဝင်းရ။မင်းကငါစားနာပါတယ်။မင်းသမီးလေးပထွေးနဲ့အတူတူနေပြီးကြီးပွားချမ်းသာဖြစ်နေတာကိုတော့မင်းမူးရီတာပွားလိုက်ပါကွာ။မလိုချင်ဘူးကွာ။ငါသမီးကိုပထွေးလက်တယ်။ဝါကွက်အမထားနိုင်ဘူး။ဖြစ်ချင်တာဖြစ်ငါရအောင်ပြန်ခေါ်မယ်ကွာ။ဒါပဲ။အေးလေမင်းကိုတားမရတော့လဲမင်းသဘောပါပဲကွာ။ဒါပေမဲ့သူတို့အရင်အိမ်မှာမနေကြတော့ဘူး။သူ့ယောက်ျားတိုက်ကိုပြောင်းသွားကြပြီကွာ။ငါခင်မွန်နဲ့ဈေးထဲဝင်လာတော့သူပြောပြပြီးလိပ်စာပေးသွားတယ်။ရော့ယူသွား။ရှင်ဒီလိုစောင့်ရှောက်ထားခြင်းနဲ့ဆိုလို့ဘယ်ဖြစ်ပါမလဲရှင်။သမီးလေးကိုကျမတို့ကအရေးတကြီးကြီးနဲ့ဂရုစိုက်နေရတာ။သူ့အဖေကလည်းပထွေးသားဆိုတဲ့ချစ်လိုက်တာတုံနေတာပဲ။လောင်ဝင်းတရားဇနီးခင်မွန်ကိုလိုက်လံရှာဖွေနေခဲ့ရမှစုံတွေ့ကြပြန်တော့လေအထက်ပါစကားဖြစ်ရင်ဝါကိုထိုးနှက်လိုက်တယ်လို့ခံစားသွားရတယ်။လွတ်တဲ့ငါကြီးတယ်ဆိုတဲ့စကားလိုခင်မွန်တရားနောက်လင်လက်ထဲမှာစိန်ကြကြစိတ်အေးချမ်းချမ်းနေခဲ့ရလို့ထင်ပါတယ်။တသားမွေတသွေးလာလို့စိုးပြေလန်းဆန်းနေတယ်။သူမှာတော့အနည်းနဲ့အလားလားမျောလင်းတောင်းတနေခဲ့ပေမဲ့အလားကောင်းပေမဲ့အခါနှောင်းသွားခဲ့ပြီ။ဘယ်သူမပြုတ်မိမိမှုဆိုသလိုမိမိရဲ့တစောက်ကန်းစိတ်ဓာတ်နဲ့လင်မယားကွာရှင်းနိုင်စေရန်စိတ်လိုက်မှန်ပါလိုက်ခဲ့မိသည့်အမားကိုနောင်တရနေမိတော့တယ်။ဒီကြားထဲခင်မွတ်နှုတ်ကပြောလာတဲ့စကားတွေကသူ့အတွက်အနာဘောဒုတ်ကြသလိုခံစားရခတ်သွားတယ်။ဘလို့ပဲဖြစ်ဖြစ်နှစ်ရှည်လာများနှစ်ဦးမြစ်တာဖတ်လို့ချစ်ခင်ပေါင်းတင်လာခဲ့ကြတဲ့တန်ရောစင်ကိုမျှမထောက်ရက်ဆက်စင်ကားသောစကားတွေကိုပြောလာနေခဲ့တယ်။တော်ကြသမီးအဖေဆိုတာထောင်တော်ကြီးတယောက်လို့ပတ်ဝန်းကျင်တိုင်ဝန်းကြမှာသိရှိသွားခဲ့ရင်သမီးလေးဘယ်လောက်မျက်နှာငယ်ရှာမလဲရှင်းစဉ်းစားကြည့်ပါဦး။တခါတော့ကချစ်လာကြီးရဲ့ရိုးမြေကြတိုင်းသက်ဆုံးထိပေါင်းကြမယ်။ရှင်မရှိရင်ကျမဘဝမှာနောက်အိမ်တော်မပြုတ်ပဲတစ်သက်လုံးသမီးလေးပေါ်စောင်းရှောက်ထိမ့်သိမ်းသွားပါမယ်ဆိုတဲ့စကားတွေကခုတော့တဲတဲ့ရေသွန်းသလိုဖြစ်သွားခဲ့ပြီကော။လောင်ဝင်းရင်ထဲမှာဒေါသမီးတွေတဟုန်ဟုန်လောင်ကျွမ်းလို့နေခဲ့တယ်။မိမိနှလုံးသားကိုစုပ်ချေပစ်တယ်လို့ရင်မာတဆစ်စင်နာကျင်လာခဲ့တာကြောင့်တောက်တစ်ချက်ခပ်ပြင်းပြင်းခောက်လို့အိမ်ရှိကနေကြောခိုင်လှည့်ပြန်လာခဲ့တယ်။လောလောဆယ်မိမိဘဝအခြေအနေကထောင်ထဲကထွက်လာရတာကြောင့်ကိုလူတစ်လုံးသူတစ်လုံးဖြစ်အောင်စွမ်းဆောင်ကြိုးပမ်းရအောင်မယ်။မိမိဘဝလေးအခြေတကျဖြစ်လာမှဒီကိစ္စကိုအပြတ်ရှင်းမယ်လို့ဆုံးဖြတ်ထားခဲ့တယ်။မိမိသမီးလေးလူလောကအလယ်မှာလူရဝင်နိုင်အောင်လူရန်စီနေနိုင်အောင်ကြိုးစားရမည်ကိုသဘောပေါက်နားလည်လာတယ်။ဒါကြောင့်လေလောလောဆယ်မှာပြဿနာရန်မီးဘွားကိုမဖြစ်ပေါ်စေခြင်းသေးတာကြောင့်ရင်ထဲမှာတလိမ့်လိမ့်တက်လာတဲ့ဒေါသတွေကိုမျိုးသိပ်ထားခဲ့ရတယ်။ထောင်ထွက်လှောင်ဝင်းနှုတ်ကနေတဖွာဖွာယူရင်မိမိပေါ်မှာအထင်သေးတဲ့အပြုတ်မှုတွေနဲ့ပြောဆိုလိုက်တဲ့ခင်မွန်စကားတွေကိုဖန်တလဲလဲကြားရောက်လာနေတယ်။လောကမှာပြည့်အစင်ပြင်ခဏဆိုတဲ့စကားလေးရှိသေးတာပဲ။ထောင်ထွက်တစ်ယောက်ဆိုပြီးလူလောကအလယ်မှာမျက်နှာမဖော်ဝင့်အောင်တစ်သက်လုံးကောင်းကုန်နေသွားရမှာလားဝေးသေးတယ်။တနေ့ချမ်းသာလာရင်ဒီထောင်ထွက်ဆိုတဲ့အခေါ်အဝေါ်ကိုဂုံတိတ်ခါကပြောင်းလဲပြစ်သွားမှာပါလေ။ဒီနေ့တော့ဘလို့နီးနေပဲဖြစ်ဖြစ်သမီးလေးကိုတော့တွေးပြအောင်တွေးရမည်ဟုသောမျှော်လင့်ချက်နဲ့လောင်ဝင်းတယောက်မက်ခင်မွန်ထံရောက်လာခဲ့ပြန်တယ်။ကဲရှင်ကဘလို့များစိတ်ရင်းရှင်းကျင်တာလဲ။ဖြစ်နိုင်မဲဆိုရင်ငါသမီးလေးကိုငါပြန်ခေါ်ခြင်းတယ်။ပထွေးလက်ထဲမှာစိတ်ချမထားနိုင်ဘူးကွာ။အိုးဒီလိုလို့ဘယ်ဖြစ်ပါမလဲ။ပထွေးဆိုတဲ့လူကြီးကလည်းသူတော်ကောင်းကြီးပါ။သူ့ခမသမီးလေးကိုချစ်ရှာပါတယ်။တော်စမ်းမှာနေရနေလင်ကိုအမုန်းတင်မနေနဲ့ငါဘက်ကတော့တရားနည်းလမ်းတကျဖြစ်အောင်လောက်ကင်ဆောင်ရွက်သွားမယ်နင်တို့သာငါသမီးလေးကိုငါလက်ပြန်အပ်ဖို့စဉ်းစားထားကြဒါပဲလာဝင်းကဒေါသတကြီးနဲ့မက်ခင်မွန်ကိုတတိပေးစကားပြောဆိုနေတယ်
ဟုတ်တယ်လေပြဿနာကိုဒီလိုမှရှင်းမထုတ်နိုင်ရင်မိကိုကြွက်လျှောက်ဖြစ်နေမယ်ဘလို့မှညှိနှိုင်းလို့ပြည်လဲမှလည်းမဟုတ်ဘူးဒါကြောင့်သတိပေးသလိုလိုချင်းချောက်သလိုလိုစကားတွေသုံးပြီးပြောဆိုနေခဲ့တယ်မက်ခင်မွန်ကလည်းဒီကိစ္စကိုတစ်ဖက်သက်ဆုံးဖြတ်ချက်ချဖို့မဖြစ်ဘူးဆိုတာအကျဉ်းမဲ့ယုံကြည်နေတယ်မိခင်တယောက်အနေနဲ့ကိုရင်မှလွဲပြီးမွေးဖွားလာခဲ့ရတဲ့သမီးလေးကိုလက်လွတ်စပယ်ပေးရမယ်ဆိုတာဘယ်တရားပါမလဲလေဒါကြောင့်ကောင်းပြီလေကျမယောက်ျားနဲ့တိုင်ပင်ပြီးရှင်းကိစ္စကိုအကြောင်းပြန်ပေးမယ်လောလောဆယ်တော့သမီးလေးကိုရှင်းနဲ့တွေ့ပေးလိုက်ရင်ကလေးကရှင်းအောင်မှတ်မိမှာမဟုတ်ဘူးစိမ့်နေမှာပဲသူကလက်ရှိလူကိုပဲအဖေရင်းလို့ထင်နေတာသူ့ဘဝလေးခုလိုအေးချမ်းပြည့်ရွှင်နေခြင်းမှာရှင်ခဏခဏလာပြီးမနှောက်ယှက်စေခြင်းဘူးဟုတ်တော့လေဟုတ်တယ်ကိုမဆက်လို့သာသွေးသားရင်းလို့တော်ဆက်နေပေမဲ့ခလေးဝမ်းပိုက်ထဲမှာလွယ်ထားခြင်းကလေးကကိုကထောင်ထဲမှာတေမင်းနဲ့စစ်ခင်းနေရခြင်းဖြစ်တယ်ကိုယ်တိုင်လဲမိမိသမီးလေးကိုလူမန်းတိတဲ့စားကလေးကယနေ့အချိန်ထိအောင်မြင်အောင်မမြင်ဘူးခဲ့ပြီဘလို့ပဲဖြစ်ဖြစ်နောက်ခါလာနောက်ခါစည်းပဲလောလောဆယ်ခလေးကိုရယူပိုင်ဆိုင်နိုင်ဖို့ကအဓိကဖြစ်တယ်ဒါကြောင့်ခင်မွန်ကနောက်ပတ်တနင်္ဂနွေနေ့မှာပေးတွေ့မယ်လို့တွေးဆုံရက်သတ်မှတ်ပေးခဲ့ပြီးချင်းဆိုထားခဲ့ပြီးဒီတော့ကိုဘက်ကသူတို့တွေးဆုံပေးမရက်ကိုစောင်းနေုံကလွဲလို့ဘာများတက်နိုင်ပါလဲလောင်ဝင်းကမက်ခင်မွန်ထံမှနေသဘောတူညီချက်ရခဲ့တာကြောင့်အိမ်ပြန်လာခဲ့တယ်ဘလို့လဲခင်မွန်မင်းတို့ချိန်ထားတဲ့နေရာကိုမလာနိုင်လို့ငါဒီထိအောင်လိုက်လာခဲ့တာပဲဘာမှလဲငါသမီးလေးလောင်ဝင်းတယောက်စိတ်ညစ်ခံနေရတဲ့ရက်တွေအတွင်းမှာအရက်ကိုပဲအဖော်ပြုတ်နေခဲ့တယ်ခုလေလမ်းထိပ်ပုံဆိုင်မှာတခွက်တဖလားတောက်စားလာပြီးမက်ခင်မွန်တို့နေထိုင်တော့နေအိမ်ချမ်းဝဲတကားကိုဖွင့်ပြီးဝင်လာစဉ်မက်ခင်မွန်နဲ့ပတ်ပင်းဆုံတွေ့ပြီးအထက်ပါတိုင်းပြောလိုက်တယ်။အိုးရှင်မလို့အိမ်ထိလိုက်လာရတာလေ။တော်ကြကျမယောက်ျားနဲ့တွေ့ပြီးပြဿနာတက်နေပါအောင်မယ်။ဟေးနေယောက်ျားလို့ကောင်းတဲ့တွေ့လဲ။ငါဂယုဆက်ရမှာလား။ငါသမီးငါလာခေါ်တာ။ဘသူကြောက်နေရမှာလဲ။လှဝင်းပါဇက်ကနေအရက်နဲ့ထောင်းထောင်းထနေတယ်။ဒီနေရာကိုအရက်တောက်ပြီးရောက်လာတဲ့ဆိုကလေးကလှဝင်းပြဿနာရှာတော့မယ်ဆိုတာကိုမက်ခင်မွန်ကောင်းကောင်းရိပ်မိနေတယ်။စကားတွေကိုဒေါမှန်ပွားပြီးပြောနေတာကြောင့်တစောက်ကန်းစိတ်နဲ့အိမ်မော်တရမ်းမှာကိုစိုးရိမ်စိတ်ဝင်ကတားမြစ်ဖြောင်းဖြနေခဲ့တယ်။ရှင်မုံမှုယူနဲ့လာပြီးပြဿနာမရှာချင်စမ်းပါနဲ့အေးအေးဆေးဆေးပြန်ပါတွေ့ချင်နောက်မှလာတွေ့ပါဟေးမလို့ချင်ဘူးကွာဘာမှလဲငါသမီးဘာလဲနေယောက်ျားခေါ်ပြီးဝက်ခိုင်းတာလို့နေကတားနေတာလားဘယ်မလဲနေလဲငါဘယ်ကောင်မှဂယုဆိုင်တဲ့ကောင်မဟုတ်ဘူးတေရွာကနေတော့မတေလို့ပြန်လာတဲ့ကောင်တေမှမကြောက်ဘူးကွာတူတူပြောပါကိုလာဝင်းရဲ့ကျမတောင်းပန်ပါတယ်ဟွန်းနေလေရတေးရမှာကြောက်လို့ပုံနေခဲ့တာလားဟဲ့အောင်မရခိုးကြာကူလီကောင်ပေးထွက်လာခဲ့စမ်းမင်းနဲ့ငါတပွဲတလဲအကဲဆိုင်အောင်ထွက်လာခဲ့ကွာထိုးစဉ်အိမ်ထဲမှာမက်ခင်မွန်ရဲ့ယောက်ျားဖြစ်သူအမ်းမောင်ကအိမ်ထဲမှာထွက်လာနေပြီးဖနက်ချွတ်နေရမှခါးထောက်ကြည့်နေတယ်ဟဲ့အောင်မင်းကလေးကိုခေါ်ခြင်းနဲ့ဆိုရင်တရားရုံးကနေတရားဝင်တောင်းခေါ်ကွာငါတို့လာရှင်းမယ်ငါခြံဝင်းနဲ့ဝင်လာပြီးငါလည်းစော်ကားနေသေးတယ်ခွေးမသားအခုထွက်သွားစမ်းပြောဆိုလှောင်ဝင်းကလည်းအရက်သွေးဆူကြွနေချိန်ဒေါသတဖွာဖွာဖြစ်ပေါ်လာကအိမ်မော်ကိုဇွတ်တက်လာခဲ့တယ်အမ်မောင်ကအိမ်မော်မှနေပြီးစီးပြီးလက်သီးနဲ့ထိုးချလိုက်တယ်အိုးကိုမောင်မလုပ်နဲ့လွန်မယ်မက်ခင်မော်မှာယောက်ျားနှစ်ယောက်ကြားမှာပြားများနေတယ်ယောက်ျားသားနှစ်ယောက်ကတော့ဒေါသကိုစီနဲ့သူတပြန်ကိုတပြန်ထိုးချိန်နေခဲ့ကြတယ်အမ်မောင်ရဲ့လက်သီးပြင်းတစ်ချက်မိသွားကလှောင်ဝင်းကအိမ်မော်မှမြေပြင်ပေါ်လေးကျသွားခဲ့တယ်အရက်မူးနေသည့်အချိန်နဲ့ရောပြီးအိမ်ရောက်ပြုတ်ကျသွားခြင်းဖြစ်တယ်။လာဝင်းရဲ့ဒေါသများတားမရစီးမရနိုင်အောင်ဒေါသစူပွက်လာရမှတစောက်ကန်းစိတ်ဖြင့်အတီတရားကင်းလွတ်သွားတယ်။ခွေးမသားမင်းကငါမရလက်ကြခိုးသေးငါသမီးလည်းတိမ့်ပိုက်ထားတယ်။သိကြသေးရပါကွာ။လာဝင်းကဘယ်အချိန်ကတိတ်တဆိတ်ယူဆောင်လာခဲ့သည်မသိခါးစားထဲမှာခောက်သားကိုဒေါသနဲ့ပြောဆိုရင်ဖျောက်ခနဲခလုတ်နှိပ်လိုက်တယ်။နောက်အိမ်မော်ကိုရုတ်တရက်ပြေးတက်သွားပြီးအမ်မောင်ဝမ်းပိုက်စီဓာတ်ဖြင့်ဝင်ထိုးလိုက်တယ်။အမ်မောင်ကလည်းတတိနဲ့နေသူမို့မူးမူးယူးယူးနဲ့ပြေးဝင်လာနေတဲ့ဓာတ်ချက်ကိုရှောင်းတိန်ပေးလိုက်ပြီးလက်ကိုဖန်လိန်ချိုးလိုက်တယ်။နှစ်ဦးသာလေကားပေါ်မှာပြုတ်ကျလုံးထွေတပ်ပုံနေကြတယ်။သူ့အသက်ကိုယ်အသက်လူပြီးခုခံကာကွယ်တပ်ပုံနေကြစဉ်ဖေဖေဟူသောအတန်လွင်လွင်ကလေးနှင့်အိမ်ပေါင်းဝစီမှ9နှစ်အရွယ်သမီးလေး၏ခေါ်တံကိုနှစ်ဦးစလုံးကြားလိုက်တယ်။အတန်လာရဘက်စီသို့နှစ်ဦးသားခေါင်းငယ်ကြည့်လိုက်ပြီးတဲတဲမဲမဲတိုက်ခိုက်နေခဲ့ကြတယ်။လှောင်ဝင်းနှလုံးသားထဲမှာ
သမီးလေးဤကြည်မြပြီးသားသောအတန်ဖြင့်မြည်သူကိုရည်ရွယ်ခေါ်ဆိုလိုက်မှန်းမသိနိုင်တော့လေအနှစ်နှစ်အလားလားကခွဲခွာခဲ့ရသောသမီးလေးရဲ့ခေါ်တန်းကိုဝမ်းသာပီတိဖြင့်ရင်မှခံစားဖြစ်ပေါ်နေတယ်။အမောင်ကလည်းမိမိရင်သွေးအရင်မဟုတ်ပေမဲ့တန်ရောစင်နွဲတဲ့ပင်ရစ်ပတ်တင်းတယ်လို့ဖြူစင်သောမြတ်တာဖြင့်မိမိအပေါ်အဖေရင်တယောက်လိုထင်မှတ်ကတွေ့တာချစ်ခင်နေသောသမီးလေးကိုပြန်ပေးရမှာနှမျောတွန့်တို့ဟန်ဖြစ်ပေါ်ခံစားနေရတယ်။လောလောဆယ်မှာတော့သမီးလေးကိုရယူလို့စောဖြင့်ယောက်ျားသားနှစ်ဦးမှာကိုသူဆွဲသူမရှိပဲအသေးတန်လုံးထွေးတပ်ပုတ်နေကြစဉ်မှာပဲအားဟူသောအတန်ကြီးပေါ်ထွက်လာပြီးလှဝင်းတယောက်မိမိဓာတ်ဖြင့်ပြန်လဲထိုးမိသွားဟန်တူတယ်။ဝမ်းမိုက်ကိုပွေ့ဖက်ထားသောလက်ချောင်းကြားမှသွေးများတလဟောပန်းထွက်လာနေတယ်။မိမိကိုထိခိုက်မိသွားသည့်ဒဏ်ရာမှသွေးများထွက်နေသည့်ကြားမှာအသက်ကိုပြင်းပြင်းရှူလျက်မိန်မောနေစဉ်ဝရဏာပေါ်မှသမီးလေးကိုလှမ်းမြော်ငေးကြည့်နေလျက်သမီးရင်ထဲမှာစွတ်ပြန့်ကြည်နူးမှုကရုဏာတမ်းဖြင့်လှမ်းခေါ်ခဲ့တယ်။သမီးလေးကတော့ဗိုက်မှာဒဏ်ရာရသွားပြီးသွေးလိမ့်လိမ့်ဖြစ်နေသောလောင်ဝင်းကိုကြည့်ပြီးကြောက်လန့်တကြားငိုကြွေးနေရှာတယ်။သမီးဖေဖေလို့ခေါ်လိုက်ပါကွယ်။သူကသမီးဖေဖေပဲ။အန်မောင်ကစိတ်မကောင်းသောအမူအရာဖြင့်သမီးလေးကိုလှမ်းပြောနေတယ်။လှဝင်းခြေနေကမကောင်းတော့မှန်းရိမ့်မိသိရှိနေခဲ့တာကြောင့်ယခုလိုဝင်ရောက်ဖြောင်းပြပြောဆိုနေပါတယ်။သမီးဒါသမီးဖေဖေပါ။သမီးစီကိုလာလေခုလိုဖြစ်သွားခဲ့ကြတာပါ။လိမ္မာပါလေသမီးရဲ့ဖေဖေလို့ခေါ်လိုက်နော်။ဟမ်ခေါ်လိုက်လေသမီးဒါသမီးဖေဖေအစ်စ်ပါကွယ်။မက်ခဲမော်မှလည်းမျက်ရည်လဲရွှဲကြမှသမီးလေးကိုပွေ့ပိုက်ထားရင်သမီးကိုနားချပြောပြနေခဲ့တယ်။ဖေဖေလာဝဲမှလည်းတည်ရမူမှုဖြစ်နေချိန်မှာသမီးလေးရဲ့နှုတ်မှပီပီတတခေါ်ဆိုတန်ကြားလိုက်ရသဖြင့်ဝမ်းသာပီတိဖြစ်တယ်လို့မျက်နှာပြင်မှာပြုံးရောင်တန်းလီလျက်သမီးလေးရဲ့ဟူနှုတ်မှခေါ်ဆိုလျက်အတန်တင်ဝင်သွားကအသက်ထွက်သွားတော့တယ်။အမောင်မှလည်းရံမဖြစ်ချင်ပဲတစ်ဖက်ကဇွတ်တရွတ်ရန်ရှာလာနေခြင်းကြောင့်မိမိအသက်ကိုခုခံကာကွယ်ရင်လူတက်မှုကိုကျူးလွန်မိသွားတယ်။လာဝင်းကတော့လူနှစ်ယောက်ကိုဓာတ်နဲ့ထိုးတက်ခဲ့မိတယ်။ဝေကျွေးကဘဝမကူပဲကျိုးနဲ့မတည်ပဲဓာတ်နဲ့သာတည်ခဲ့ရသောကြောင့်တူသောကျိုးပေးကိုခံစားသွားရခြင်းဖြစ်ပါတော့တယ်။နားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။